ရှင်ကုန်တိုင်းဒေသကြီးတင်ငယ်ကျော်ခရိုင်တောင်ကလာပါမြို့နယ်တွင်နွေရာသီကျောင်းပိတ်ရက်ကာလတွင်ကျောင်းသားကျောင်းသူများအသိပညာဗဟုသုတတိုးတက်ပွားများစေရန်အချိန်ကိုကြိုးရှိစွာသုံးပြုနိုင်စေရန်ရည်ရွယ်၍အခြေခံပကြီးရေးဆွဲနှင့်အခမဲ့တင်တန်းကိုပြင်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုပဝဌာန Community Center ခန်းမတွင်ရမန်နှင့်မွန်းလယ်3နာရီချိန်ကစတင်ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်ထို့သို့ဖွင့်လှစ်ရာတွင်ဦးစွာတောင်ကလာပါမြို့နယ်ပြင်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိတော်ခင်ဆွေနှင့်ကတင်နန်းဖွင့်လှစ်ရခြင်းဤရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီးမြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံးတောင်ကလာပါမြို့နယ်ဥက္ကဋ္ဌတင်နန်းဤပြစေရာပကြီးစေရာရှမ်းလေးကတင်နန်းတွင်တင်ကြားမိအကြောင်းအရာများနှင့်ပတ်သက်၍မိတ်ဆက်စကားပြောကြားခဲ့ပါတယ်ထို့နောက်ပကြီးရေးဆွဲနည်းအခြေခံတင်နန်းကိုဆက်လက်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကတင်နန်းသို့တောင်ကလာပါမြို့နယ်တွင်ရှိအခြေခံပညာကျောင်းများမှကျောင်းသားကျောင်းသူ35ဦးတက်ရောက်တင်ယူခဲ့ကြပြီးတင်နန်းကာလကိုဖေဖော်ဝါရီလ18ရက်နေ့မှ25ရက်နေ့အထိမွန်းလယ်3နာရီမှ9နာရီအထိတင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။ယခုသတင်းကိုတော့တောင်ကလာပါမြို့နယ်ပြန်ဆက်ရုံမှပေးပို့ထားခြင်းဖြစ်ပါတယ်ရှင်။